အားလုံးပဲမင်္ဂလာပါတကြနေကနေပြန်လဲကြိုဆိုပါရစေကျွန်မကတော့မျိုးပါဒီခါမှာလဲ GLPT and 5ဖြေဆိုမဲ့သူတွေအတွက် reading မေးခွန်းဟောင်း questions လေးတွေကိုပြင်ဆင်ထားပါတယ်ဆိုတော့ထုံးစံအတိုင်းပဲစာပါကြည့်မဖတ်ခင်မှာ question and answer တွေက question စာကြောင်းလေးမေးခွန်းစာကြောင်းလေးကိုအရင်ဆုံးဖတ်ပြီးတော့နားလည်အောင်လုပ်ပါနော်ဆိုရင်この人は妹に何をしてあげましたかこの人は妹に何をしてあげましたかこの人ဆိုတော့အဲ့ဒီလူဟာပေါ့နော်ဒါဆိုရင်ဘယ်လူမှန်းတော့မသိသေးဘူးတစ်ချက်လောက်လူတစ်ယောက်ပါမယ်ပေါ့နော်妹にဆိုတော့ညီမလေးစီတို့တဲ့何をဘယ်ဟာကိုရှိတယ်လုပ်ပြီးတော့မှあげましたかဒါဆိုရင်ဘယ်ဟာကိုလုပ်ပေးခဲ့တယ်လဲလို့ပြောတဲ့ပုံစံလေးပေါ့နော်ဒါဆိုရင်အဲ့ဒီလူကညီမလေးကိုဘာလုပ်ပေးခဲ့လဲဆိုတော့အဲ့ဒီလူကဘယ်လူမှန်းမသိသေးဘူးကျွန်တော်တို့စာပိုက်ထဲမှာတွားပြီးတော့ဖတ်ကြည့်အောင်ဒါဆိုရင်စာပိုက်လေးကိုကိုယ့်ဘာသာကိုနားလည်အောင်အရင်ဆုံးဖတ်ကြည့်ပါဦးဆိုရင်ကျွန်မနဲ့တူတူဖတ်ကြည့်အောင်နော်今日妹の誕生日でした兄は買い物や掃除をしました私は美味しい食べ物を作りました二人で CD をあげましたဒါဆိုရင်今日ဆိုတော့ဒီနေ့ကပေါ့နော်妹のညီမလေးရဲ့誕生日でしたမွေးနေ့ဖြစ်ခဲ့ပါတယ်兄はအကိုကခိုင်းမွန်းလို့ဈေးဝယ်တယ်ရပြီးတော့စိုးကြည့်အင်တန်ရှင်ကြီးပေါ့နော်စိုးကြည့်ကိုရှိမစတာဈေးဝယ်တာနဲ့အင်တန်ရှင်ကြီးကိုလုပ်ပေးခဲ့ပါတယ်ဈေးဝယ်တာနဲ့အင်တန်ရှင်ကြီးကိုလုပ်ခဲ့ပါတယ်ဝါတာရှိဝကျွန်တော်ကဒီကျွန်တော်ကဆိုတာကခုနမေးခွန်းတုန်းကခုံနိုဟစ်တိုရဲ့ကျွန်တော်ပေါ့နော်ဆိုတော့ဝါတာရှိဝကျွန်တော်ကအိုရှိထားပဲမို့လို့စားကောင်းတဲ့အရသာရှိတဲ့စားစရာတွေကိုโอ作りましたချက်ပြုတ်ခဲ့ပါတယ်တဲ့ဖူတာရီတဲ့နှစ်ယောက်ပေါင်းပြီးတော့ဗောနော်ဖူတာရီဆိုတာဘယ်သူနဲ့ဘယ်သူပြောရလဲဆိုတော့အနီနဲ့ဝါတာရှိဗောနော်ဆိုတော့အကိုနဲ့ကျွန်တော်နဲ့ကတဲ့ CD ချက်ကိုအာဂေမစတာပေးခဲ့ပါတယ်ဒါဆိုရင်အာဂေမစတာပေးခဲ့တယ်ဆိုတော့ဒါမွေးနေ့လက်ဆောင်လေးနဲ့ပေးခဲ့တဲ့ပုံစံမျိုးလေးဗောနော်ဒါဆိုရင်ဒီစာပိုင်လေးကိုနားလည်သွားပြီလို့ထင်ပါတယ်ဒါဆိုရင် question and answer လေးကိုတစ်ချက်လောက်တော့ပြန်ရွေးကြမယ်ဆိုこの人は妹に何をしてあげましたかအဲ့ဒီလူကဒီလူကညီမလေးစီကိုဗာပေးခဲ့လဲဒါဆိုရင်ဒီစာကိုရေးထားတဲ့လူဖြစ်တဲ့အတွက်ဝါတာရှိကပေးတဲ့ဟာကိုတို့တွေကစဉ်းစားပြရမှာပေါ့နော်အကိုပေးတဲ့ဟာကိုစဉ်းစားမှာမဟုတ်ဘူးဝါတာရှိကပေးတဲ့ဟာကိုပဲစဉ်းစားမယ်နော်ဆိုတော့နံပါတ်1မှာ掃除して CD をあげました掃除してဆိုတာကတန်ရှင်းရေးလုပ်ပြီးတော့မှ CD ပြားကိုあげましたပေးခဲ့ပါတယ်တဲ့ဒါဆိုရင်掃除လုပ်တာဘယ်သူလုပ်တာလဲအနီရလောက်တာအကိုကလောက်တာဖြစ်တဲ့အတွက်နံပါတ်1ကမှားပါတယ်။နောက်နံပါတ်2ခိုင်းမိုနိုစတဲ့ပရက်ဇန်တိုအာဂေမစတာခိုင်းမိုနိုဆိုတာဗာလဲဈေးဝယ်တာเนาะဈေးဝယ်တာကိုလုပ်ပြီးတော့မှပရက်ဇန်တိုလက်ဆောင်ကိုအာဂေမစတာပေးခဲ့ပါတယ်။ကဲဒါဆိုရင်ဈေးဝယ်တာကလည်းဘယ်သူပဲလုပ်တာလဲအနီပဲလုပ်တာเนาะဝါတာရှိလုပ်တာမဟုတ်တဲ့အတွက်နံပါတ်2ကလည်းမှားပါတယ်။စမ်ပန်လေးကလျောနီယိုစတဲ့ဟင်းချက်ပြီးတော့မှပရက်ဇန်တိုအာဂေမစတာလက်ဆောင်ကိုပေးခဲ့ပါတယ်တဲ့ဒါဆိုရင်ဟင်းချက်ပြီးတော့လက်ဆောင်ပေးခဲ့တယ်ဆိုတဲ့အတွက်ဒီဟာကဝါတာရှိလောက်တာဟုတ်တယ်နော်ဒါဆိုရင်နံပါတ်3လေးကမှန်နိုင်ခြေရှိတယ်ခဏလေး tick လုပ်ခဲ့လိုက်ပေါ့နော်နောက်နံပါတ်4လေးကခိုင်းမိုနိုတိုလျော်လီယိုစတဲ့ CD ကိုအာဂေမစတာဈေးဝယ်ပြီးတော့ဟင်းချက်ပြီးတော့ CD ကိုပေးခဲ့တယ်တဲ့ဒါဆိုဈေးဝယ်တာဘယ်သူလုပ်တာလဲအနေလောက်တာအကိုလောက်တာဖြစ်တဲ့အတွက်ဝါတာရှိလောက်တာမဟုတ်ဘူးဒါဆိုရင်ယောမန်ကလည်းမဟုတ်ဘူးပေါ့နော်ဒါဆိုရင်အဖြေမှန်ကစမ်ပန်ဝဆဲကိုင်ဒတ်အဖြေမှန်ကနံပါတ်3ဖြစ်ပါတယ်เนาะဒါဆိုရင်ဒီလေ့ကျင့်ခန်းလေးကိုလည်းလေ့လာတာအဆင်ပြေမယ်လို့ထင်ပါတယ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်သင်ခန်းစာတွေမှာလည်းအတူတူပြန်တွေ့ကြမယ်เนาะ bye bye